အားလုံးပဲ3-8 လ 2026 ညနေအတွက်ပေါ့အဲ့ဒီမှာမနေ့ကကြာသွားတာ20ပေါ့နော်21နဲ့လိုက်ထိုးလိုက်တာအဲ့20ဆိုတဲ့ကဏ္ဍကိုမူတည်ပြီးကျွန်တော်ပြည့်နေကြသုံးလန်းသွားကလင်ဒါလေးနဲ့လိုက်စေကြည့်ရအောင်ဒီ20ဆိုတဲ့ကဏ္ဍခွန်နှစ်ခွန်3ညပါဝါနက်ခတ်နဲ့ကြာတော့ခွန်နှစ်ခွန်3ညပါဝါနဲ့နက်ခတ်ကြာတယ်နောက်ဝိညာဉ်နေပါလာမလဲပေါ့သူ့နဲ့ပုံစံတူမူဆိုတာရှေ့မှာတော့ရှိခဲ့တယ်ဘာတွေလဲဆိုနောက်တစ်ခါလိုက်စေကြည့်လိုက်တော့နောက်တစ်ခါခွန်35ဆိုပြီးတစ်ချက်မူတူရှိရပြီးရင်အပူကြတယ်ညနေအပူကြိုက်တယ်နောက်တစ်ချက်တစ်ခါထပ်ပြီးတွေ့သေးတယ်နှစ်ခွန်နောက်တစ်ခါ6ကို34ဆိုတဲ့ကဏ္ဍကြတယ်34ရဘယ်လိုလားဆို1 2 3 4သူ့လေးပင်ကျော်ကခဏ38 48ကိုပါဝါပြောင်းရင်34ညီကိုနဲ့လာထားတယ်ဆိုတော့ညနေမှာကြိုက်တာကတော့အပူနဲ့ပါဝါအပူနဲ့ညီကိုနှစ်ခွက်ကြိုက်တယ်ပေါ့နော်အဲ့ဒီအပူနဲ့ညီကိုနှစ်ခွက်ထဲမှာပါထပ်ပြီးအသေးစိတ်ထပ်ပြီးတွေ့တာကပါတယ်ဆိုလို့ရှိရင်သူကတစ်ချက်ရှိသေးတယ်ဒီမှာ3ညာ3နောက်တစ်ခါ30 3ညာ3ဆိုပြီး3ချက်30 3ညာ3 30 3ညာ3ဆိုပြီးတော့ကြာပြီးရင်ပါဝါလာတယ်နောက်ကနက်ခတ်လာတယ်အဲသူနဲ့ပုံစံတူပဲဒီမှာ38 83 38ဆိုပြီးတော့3ချက်38 83 38ဆိုပြီးပေးခဲ့တယ်ဆိုတော့ဒီဘက်မူမှာတယ်3ညာ3 30 3ညာ3ဆိုပြီးပေးပြီးအပူပါဝါကြနောက်ညနေနက်ခတ်လာဒီမှာကတော့38 83 38ဆိုပြီးအပူလာပြီးအဲ့ဒီမှာအမနက်ပိုင်းအပူလိုက်ပါတယ်အတိုင်းမဲ့ပါဝါကြတယ်နောက်တစ်ခါညနေပိုင်းပါဝါလိုက်တယ်ဒီမှာနက်ခတ်ကြတယ်ဆိုပြီးလာတယ်ဟောဒီမှာကျတော့85ဆိုပြီးတော့လာချပြီးအဲ့85မူတူရကခွန်တဲ့တန်လာပြီးတော့3ကနက်ခတ်နဲ့လာတယ်ဒီမှာကျတော့ခွန်နှစ်ပါဝါနဲ့လာပြီးတော့ခွန်3ညနက်ခတ်နဲ့လာတယ်အဲ့ဒီမူတိုင်းဆိုလို့ရှိရင်တော့ဒီမှာကတော့သူ့ဘေးမှာ85တို့ကြာပြီးတာနဲ့ဒီမှာ20တို့ကြာတယ်ကြာပြီးတာနဲ့ဒီမှာ85တို့ကြာပြီးတာနဲ့သူ့ဘေးမှာ9ဘူးဆိုလာတယ်ဒီမှာတော့ခွန်နှစ်ခွန်3ညဆိုပြီးသူ့ဘေးမှာပါလာမယ်ပေါ့နော်အဲ့တော့ဒီညနေအတွက်ကြိုက်တာတွေကတော့အပူနဲ့ညီကိုကြိုက်ပါတယ်3-8 လ 2000တနေ့နဲ့ညနေတော့ဆိုအပူနဲ့ညီကိုကြိုက်တယ်ညီကိုကြိုက်ပဲညီကိုကြိုက်တယ်နောက်အထီးကြီးကတော့အထီးကြီးကမနေ့ကတင်ပေးခဲ့တဲ့ဟာမထိတာညနေတော့လာပါလိမ့်မယ်အဲ့တော့83ကနေကုန်အထီးကြီးကညနေထိမယ်ပေါ့နော်သူကအချင်းအနေနဲ့ဆိုလို့ရှိရင်တော့အချင်းက2မျိုးတွေ့တယ်ဒါပေမဲ့6လေးအချင်းကိုကြိုက်တယ်main အနေနဲ့ဆိုလို့ရှိရင်ဒီဟာတွေကိုပဲကျွန်တော်တို့10ဘူး3ဘူး5ဘူးဆိုပြီးတော့ကြိုက်တယ်အရာအနေနဲ့လိုက်ချင်တယ်ဆိုလို့ရှိရင်စွတ်မူရဆိုလို့ရှိရင်43 98ညီကိုနောက်တစ်ခါ9ဘူး4ဘူးကြိုက်ပါတယ်အားလုံးပဲအဆင်ပြေနိုင်ကြပါစေ channel လေးကိုလည်းအမြဲတင်တဲ့အမြဲမြင်အောင် subscribe လေးလုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ပေးကြပါလို့